အားလုံးမင်္ဂလာပါဒီနေ့ကတော့ day 2နောက်ထပ်ခေါ်ရေး10လုံးချက်ပါမယ်ပေါ့နော်ဒါပေမဲ့ဒီခေါ်ရေးကခုနေ့ခေါ်လည်းပါပြီးသားဖြစ်ပေမဲ့ထပ်ပြီးတူတူချက်ကြပါမယ်ဒီနေ့10လုံးဆိုတော့ဒီနေ့7ကစားမယ်7 it ပိုတဲ့တစ်ဖက်မှာတော့ UN နိထိုကြောင့် he ite wa နောက်ဆုံးမှာတော့နိဆိုကုရှိတဲ့ကိုင်းနီစွာနိဟိုကနာရာနိုင်ဒါပဲဖြစ်တဲ့တခြားမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ခံချောထင်ရှားတိတာတော့တိတ်တိုက်ရတန်နေခြင်းရှင်းတန်တူတဲ့ဖြစ်ပေါ်ခြင်းဒါကိုင်းအခက်ခဲဖြစ်ခြင်းဟိပါကုတင်ကြလာခြင်းဒီနေ့10လုံးဖြစ်ပါတယ်ဒီလိုမျိုးလေးတွေအတူတူကြက်ရင်တနေ့10လုံးကြက်လို့ရှိရင်စုလိုက်လို့ရှိရင်အများကြီးဖြစ်လာမှာပေါ့နော်ဒါကြောင့်မလို့အတူတူကြမယ်ဒါကြောင့် channel လေးကို subscribe လုပ်ထားဖို့အမေပါနဲ့နောက်ထပ်တွေ့ကြမယ်တတာ